နီးဖြစ်သူကဆေးရုံကတင်ပေါ်မှာတေဟန်ဆောင်နေတဲ့ကျွန်တော်ချက်ချင်းပဲအနားကိုသွားပြီးသူမကိုအားရပါရနှစ်ချက်လောက်ရိုက်လိုက်တယ်အင်္ဂါလူတိုင်းဌာနကိုလည်းဖုံးဆက်လိုက်တယ်သူမရဲ့နှလုံးသားကိုထုတ်ယူပြီးလှူဒန်းဖို့စီစဉ်လိုက်တာပါအတိတ်ဘဝတုန်းကတော့ကျွန်တော်အလွန်အမင်းဝမ်းနည်းပူဆွေးနေခဲ့တာဇနီးဖြစ်သူရဲ့တငယ်ချင်းကောင်းပေးတဲ့ရေကိုတောက်မိပြီးနောက်3ရက်2ညလောက်သတိမေ့သွားခဲ့တယ်ကျွန်တော်သတိပြန်ရလာတဲ့အခါဇနီးဖြစ်သူကပြချပြီးသွားပြီးဝမ်းနည်းပူဆွေးမှုကိုတော့မဖြေရှင်းနိုင်သေးခင်မှာဒါပဲကျွေးရှင်တွေကအိမ်ရှိရောက်လာကြတယ်အဲ့ဒီအချိန်မှဇနီးဖြစ်သူကမတေခင်ကလေးကတမ်းပေါင်းများစွာကျွေးတင်နေမှန်းသိလိုက်ရတယ်သူတို့ကကျွန်တော်ကြောက်ကနှစ်ဖက်စလုံးကိုယူသွားယုံတင်မကပဲကျွေးဆက်ဖို့တနေ့ကို24နာရီလုံးအလုပ်ခိုင်းစေခဲ့တယ်10နှစ်အတွင်းမှာပဲကျွန်တော်အသက်80ကျော်အရွယ်လူမျိုးအိုမင်းရင်ရောသွားခဲ့တယ်အဲ့ဒီအချိန်မှာပဲ10နှစ်လောက်တည်ဆုံးသွားပြီလို့ထင်ရတဲ့ဇနီးဖြစ်သူကသူမရဲ့ချစ်သူနဲ့အတူစိန်ခံကားစီးပြီးကျွန်တော်ရှိကဖြတ်မောင်းသွားတယ်သူမကရေမောပြီးကျွန်တော်ကိုကျေးဇူးတင်တဲ့အနေနဲ့ငွေ100လောက်ပြစ်ချပေးသွားတယ်ကျွန်တော်အသက်ရှူရကျက်လာပြီးအဲ့ဒီနေရာမှာတင်တည်ဆုံးသွားခဲ့တယ်မျက်လုံးပြန်ဖွင့်လိုက်တဲ့အခါဇနီးဖြစ်သူကနှလုံးဖောက်တဲ့ဟန်ဆောင်တဲ့နေကိုပြန်ရောက်နေခဲ့တဲ့ကရင်ပေါ်မှာအဖြူရောင်ဆောင်ခြုံထားတဲ့ဇနီးဖြစ်သူကိုကြည့်ပြီးကျွန်တော်စိတ်ထဲကနေရေမောမိလိုက်တယ်တေဟန်ဆောင်ခြင်းရင်လည်းမင်းလိုချင်တဲ့အတိုင်းငါပေးလိုက်မှာပေါ့လို့တွေးလိုက်တယ်ဇနီးဖြစ်သူရဲ့တငယ်ချင်းဝမ်မန်ယွန်းကရေတောက်ဖို့တိုက်တွန်းနေတယ်ကျွန်တော်အတိတ်ဘဝကိုပြန်တွေးမိပြီးသူမကိုကြည့်လိုက်တယ်အတိတ်ဘဝကဒီရေခွက်ကိုတောက်မိပြီးချက်ချင်းသတိမေ့သွားခဲ့တာဒီရေထဲမှာဆေးခတ်ထားတယ်ဆိုတာရာနှုန်းပြည့်တေချာနေတယ်သူတို့ရဲ့ရည်ရွယ်ချက်ကလူယူရန်ရဲ့တကြုံမှုကိုကျွန်တော်မတက်ရောက်နိုင်အောင်လုပ်ဖို့ပါကျွန်တော်ရေခွက်ကိုချလိုက်တယ်ဝမ်မန်ယွန်းတားဆီးနေတဲ့ကြားကပဲလူယူရန်ရဲ့ကတင်စီလမ်းလျှောက်သွားပြီးစောင်းကိုလှက်လိုက်တယ်လူယူရန်ရဲ့မျက်နှာကနီးရဲနေသေးပဲအသက်ရှူတန်ကလည်းပုံမှန်အတိုင်းအတိတ်ဘဝတုန်းကတော့ကျွန်တော်အရန်ဝမ်းနေပြီးမိုက်မဲလွန်းလို့ဒီလိုလက်ကွက်ကိုမမြင်ခဲ့မိဘူးကျွန်တော်လက်ကိုမြောက်ပြီးလူယူရန်ရဲ့မျက်နှာကိုအားနဲ့ရိုက်လိုက်တယ်လူယူရန်ကတော့မှုန်တော်မလုပ်ဘူးတေးဟန်ဆောင်တာကိုကျွန်တော်သိသွားမှကြောက်ပြီးသူမမေးစေးထိုးထားပုံရတယ်ဝမ်မန်ယွန်းကလူယူရန်တေးဟန်ဆောင်တာကိုကျွန်တော်သိသွားပြီလို့ထင်ပြီးអော်လိုက်တယ်အကိုဒေါသထွက်နေရင်တော့ဒီလောက်ထိတော့မရိုက်တင်ဘူးလေးလို့ပြောတယ်ကျွန်တော်လူယူရန်ရဲ့ခန္ဓာကိုယ်အနှံ့ကိုအားရပါရဆက်ရိုက်နေခဲ့တဲ့ဝမ်မန်ယွန်းကအမှန်တရားကိုဖော်ထုတ်တော့မလို့ဖြစ်နေတာကိုမြင်တော့ကျွန်တော်အရန်စိတ်ပြတ်သွားတဲ့ပုံစံမျိုးနဲ့ငိုပြလိုက်တယ်ညဘက်တွေနောက်ကျမှအိတ်ဖို့မပြောခဲ့ဘူးလားကျမ်းမာရေးစစ်ဆေးဖို့ပြောခဲ့တာလေဘာလို့နားမထောင်တာလဲကျွန်တော်ကိုတယောက်တည်းထားခဲ့ပြီးတော့ဘာလို့ရမလဲလို့ပြောလိုက်တယ်ဝမ်မန်ယွန်းတယောက်ဘာမှပြန်မပြောနိုင်တော့ပဲငေးကြောင်သွားတယ်ကျွန်တော်သူမနဲ့စကားမများတော့ပဲဖုန်းထုတ်ပြီးဖုန်းဆက်လိုက်တယ်ဟုတ်ကဲ့အင်္ဂါလူတန်းဖို့စီစဉ်ခြင်းပါတယ်လူနာကအခုလေးတင်